သစ္စာတရားကိုရှာဖွေသူ The Truth Seeker Channel မှာကြိုဆိုလိုက်ပါတယ်။လူသားဟာတဘာဝလောကကြီးအလယ်မှာတတိတခြားရပ်တည်ပြီးနေနိုင်ခြင်းမရှိဘူး။လူသားဟာသူ့ရဲ့အသက်ရှင်နေတိုင်းရပ်တည်ရေးအတွက်သူ့ကိုယ်ရဲ့ပြင်ပမှာရှိနေတဲ့တကောတတိများကိုမိကိုအားထားနေရတယ်ဆိုတဲ့သဘောတရားကိုဘာသာတရားအလုံးကတနည်းနည်းနဲ့ဖွင့်ဆိုကြပါတယ်။ကျွန်တော်တို့ရဲ့လူသားမျိုးနွယ်စုရဲ့သမိုင်းကြောင်းကိုပြန်ကြည့်ရင်ဘလောက်ပဲခေတ်နောက်ကျတဲ့လူရိုက်မျိုးနွယ်စုတွေပဲဖြစ်ဖြစ်ဘလောက်ပဲဤပညာထွန်းကားတဲ့ခေတ်မီလူအဖွဲ့အစည်းပဲဖြစ်ဖြစ်ကိုယ်ကွယ်ယုံကြည်မှုဆိုတာအမြဲတွန်းတက်ပါနေတာကိုတွေ့ရပါလိမ့်မယ်။ဒါကဘာကြောင့်ပါလဲ။လူသားတွေရဲ့အသက်ရှင်နေထိုင်မှုမှာဘာသာတရားပါမှဖြစ်မှာလား။ဒါမှမဟုတ်ဘာသာတရားလူသားတွေရဲ့ရှင်သန်ရပ်တည်ရေးအတွက်မရှိမဖြစ်လိုအပ်ချက်တစ်ခုလား။ဒီနေ့မှာတော့ဒီမိခွန်းတွေရဲ့ဖြစ်တန်ရည်တွေကိုကျူးတောင်ပေါင်းစုံကကျွန်တော်တို့အတူတူရှာဖွေကြည့်ကြရအောင်အကြောင်းအရာရဲ့အချက်တစ်ခုအဖြစ်တဘာဝတရားရဲ့ရိုးဝဲမှုတွေနဲ့အကြောက်တရားကိုညွှန်ပြရမှာပါတမိုင်းမတွင်မီရှင်းနှစ်ပေါင်းတောင်းရှိကကျွန်တော်တို့ရဲ့ဘိုးဘွားတွေဟာမိုးချိုးပြစ်တာငရင်လှုပ်တာလေမုန်တိုင်းကြတာစားတဲ့တဘာဝဖေးကြီးတွေကိုဘာကြောင့်ဖြစ်ပေါ်လာတယ်လဲမသိခဲ့ကြပါဘူးဒီအခါလူသားရဲ့ဇာတိစိတ်တစ်ခုဖြစ်တဲ့ရှင်သန်ရေး survival အရာတဘာဝဘေးအန္တရာယ်ကိုကြောက်ရွံ့တဲ့အကြောက်တရားနဲ့အကာအကွယ်လိုချင်တဲ့စိတ်ဖြစ်လာပါတယ်ပြီးတော့လူသားတွေဟာသူတို့ဘဝမှာကြုံတွေ့နိုင်တဲ့ကံကြမ္မာဆိုးတွေကလွတ်မြောက်ဖို့ကာကွယ်ပေးနိုင်မယ့်အရာ protection ကိုလိုချင်ကြပါတယ်ပြီးတော့ဘဝမှာကိုယ်မထိန်ချုပ်နိုင်တဲ့အပြောင်းအလဲတွေဥပမာယောဂဖေးရချစ်ခင်သူတွေနဲ့ရှင်ကွဲတိကွဲခွဲရတာမျိုးနဲ့ကြုံတဲ့အခါစိတ်ရဲ့အားကိုးရာစိတ်ပိုင်းဆိုင်ရာယုံကြည်မှု psychological အင်္ဂါတစ်ခုအဖြစ်အသက်အတန်လိုအပ်ကြပါတယ်ဒီတော့လူသားတွေဟာဒီအဖြစ်အပျက်တွေကိုကျော်လွှားဖို့ကိုယ်ကွယ်ရာတစ်ခုကိုပြုလုပ်ဖန်တီးကြပါတော့တယ်ဒါမှသာသူတို့စိတ်သက်သာရပြီးမင်းတယောက်တည်းမဟုတ်ဘူးမင်းနောက်မှာပူကြီးမြတ်တဲ့အင်အားစုရှိနေတဲ့ဆိုတော့စိတ်ပိုင်းဆိုင်ရာကြောထောက်နောက်က support system တစ်ခုနဲ့စိတ်ဖြည့်သိနိုင်တာဖြစ်ပါတယ်သိပ္ပံပညာမထွန်းကားခင်ကာလမှာတဘာဝဘေးရန်တွေဟာဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့နတ်ဆရာတွေနဲ့ဘာသာရေးအယူဆတွေကလူတွေရဲ့တဘာဝဘေးအပေါ်စိုးရိမ်မှုတွေရောကြစေခဲ့ပါတယ်လူတွေဟာဘာကြောင့်ဆိုတဲ့မိခွန်းအတွက်အဖြစ်တစ်ခုရှိနေမှသာစိုးရိမ်မှုရောကြပြီးတည်ငြိမ်နိုင်တာလူသားတဘာဝဖြစ်ပါတယ် sense of belonging လူသားဟာအုပ်စုနဲ့နေတဲ့တ attva ဖြစ်လို့တယောက်တည်းဖြစ်မှာကိုကြောက်ပါတယ်တူညီတဲ့ဘာသာကိုးကွယ်မှုတစ်ခုကိုးကွယ်ယုံကြည်ခြင်းဖြင့်ငါဟာဒီအဖွဲ့အစည်းရဲ့အစိတ်ပိုင်းပဲဆိုတဲ့ယုံကြည်မှုနဲ့နှွေးထွေးမှုကိုရပါတယ်ပြီးတော့ကိုးကွယ်ရာဘာသာရဲ့သွန်သင်မှုတွေကလူအဖွဲ့အစည်းမှာဘာကမှားတယ်ဘာကမှန်တယ်ဆိုတာကိုထောက်ဆနိုင်တဲ့ဘာသာရေးပေတံတစ်ခုအဖြစ်လည်းရှိနေပေးပါတယ်ဘာသာတရားလူအများစုငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်မှုလူမှုကျင့်ဝတ်တွေကိုလည်းပေးပါတယ်ဘာသာတရားလူအုပ်စုကြီးတစ်ခုကိုတသားတည်းဖြစ်သွားအောင်စီယုံပေးနိုင်တဲ့အရာလည်းဖြစ်ပါတယ်တူညီတဲ့ယုံကြည်ချက်တူညီတဲ့စည်းကမ်းတွေရှိလာတဲ့အခါလူတွေဟာတယောက်နဲ့တယောက်ပိုပြီးယုံကြည်ပြီးပူးပေါင်းဆောင်ရွက်လာနိုင်ကြပါတယ်ဒီအချက်ဟာလည်းဘာသာတရားကိုကိုးကွယ်ကြခြင်းအကြောင်းရင်းတစ်ချက်ဖြစ်ပါတယ်လူသားစဉ်းစားတတ်တဲ့တ attva ဖြစ်ပါတယ်ဒီအထက်ကစဉ်းစားတတ်တဲ့ခေါင်းစဉ်တစ်ခုဟာကျွန်တော်တို့ရဲ့ဖြစ်တည်မှုနဲ့သိခြင်းတရားဖြစ်ပါတယ်ငါတို့ဘာကြောင့်ဖြစ်တည်လာတာလဲငါတို့ဟာဘယ်ကလာတယ်လဲဘာအတွက်အသက်ရှင်နေတာလဲသိပြီးရင်ဘာဖြစ်မှာလဲငါကြမှာဘာလို့ဒုက္ခရောက်တာလဲငါဘဝရဲ့အသက်ရှင်နေထိုင်မှုကဘာလဲစသဖြင့်မိခွန်းတွေဟာလူတစ်ယောက်ရဲ့စဉ်းစားမှုနဲ့ပဲကိုရှုပ်ထွေးစေပါတယ်ပုံသေးအဖြေကလည်းအတိအကျထွက်လာနိုင်မှာမဟုတ်ပါဘူးဘာသာတရားတွေကဒီမိခွန်းတွေအတွက်အဖြေပေးပြီးကျွန်တော်တို့ဘဝတွေကိုအတိတ်ပဲရှိစေပါတယ်ကံရဲ့အကျိုးဒါမှမဟုတ်ဘုရားသခင်ရဲ့အလိုတော်ဆိုတဲ့အဖြေတွေနဲ့လူတွေချစ်ဆက်ဖို့မျှော်လင့်ချက်တွေပေးပါတယ်လိုက်နာရမယ်သီလကျင့်ဝတ်တွေလိုက်နာခြင်းဖြင့်သေပြီးနောက်ဘဝအတွက်အာမခံချက် ensure ကိုပေးပါတယ်ပြီးတော့အမြင့်ဆုံးလွတ်မြောက်နိုင်မှု liberation ကိုလည်းဘာသာတရားပေးပါတယ်လူသားဟာသူ့ကိုယ်သူပြမာနဲ့တသားတည်းကြအောင်ကျင့်ကြံခြင်းဖြင့်အတ္တမန်နဲ့တပေါင်းနဲ့ဖြစ်သွားခြင်းတန်တရားဆင်းရဲဒုက္ခမှလွတ်မြောက်အောင်ကျင့်ကြံခြင်းဖြင့်
နိဗ္ဗာန်ဝင်နိုင်ရှင်နိဗ္ဗာန်ထာဝရကောင်းကင်ဘုံ၌ခံစားရရှင်စံစားရရှင် heaven စသောအမြင့်ဆုံးလွတ်မြောက်မှုကိုပေးပြီးကျွန်တော်တို့ဘဝတွေကိုအတိတ်ပဲရှိစေပါတယ်အနှိမ့်ချုပ်ရမယ်ဆိုရင်ဘာသာတရားဆိုတာအကြောက်တရားကိုရင်ဆိုင်ဖို့စိတ်ပိုင်းဆိုင်ရာလုံခြုံမှုလူမှုရေးရာစည်းရုံးမှုဘဝရဲ့အတိတ်ပဲရှာဖွေဖို့နဲ့အမြင့်ဆုံးလွတ်မြောက်မှုတွေရရှိဖို့ဆိုတဲ့အချက်တွေပေါင်းစုံရလို့ကျွန်တော်ယူဆပါတယ်မိတ်ဆွေတို့ကဘယ်လိုထင်ကြသလဲကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာလောကထက်ပိုနဲ့နေတဲ့အရာတစ်ခုခုနဲ့ဆက်သွယ်နေသလား comment မှာဝင်ရောက်ဆွေးနွေးပြကြပါဦးနောက်ဗီဒီယိုတွေမှာလည်းလောကသစ္စာတရားကိုရှာဖွေဖို့အတွက်သမိုင်းဦးကာလမှာစပြီးယခုကာလအထိယုံကြည်ကိုးကွယ်မှုတွေတဒနာတွေလောကီလုံးဖြစ်စဉ်တွေအကြောင်းတင်ဆက်ပေးပါမို့ကျွန်တော်ရဲ့သစ္စာတရားကိုရှာဖွေသူ The Truth Seeker Channel လေးကို subscribe လုပ်ထားပေးကြပါဦးသစ္စာတရားကိုရှာဖွေသူအလုံးစိတ်နှလုံးအေးချမ်းပြီးဉာဏ်အလင်းပွင့်ကြပါစေ